အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကနေ့ Sandy Turtle Share Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Stainless Steel Part 2တန်ကြီးမတက်သော Steel များအပိုင်း2ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာ Professor Rajesh Prasad ကို credit ပေးပါတယ်သူရဲ့ H hardening ဗီဒီယိုတွေကို description မှာ link ချပေးထားပါတယ်ဒီဗီဒီယိုလေးမှာ what is precipitation hardening ဆိုတာဘာလဲWhat are the steps in the precipitation hardening? Precipitation hardening မှာလှုပ်ဆောင်ရမယ်အဆင့်များ The discovery of precipitation hardening. Precipitation hardening ကိုရှာဖွေတွေ့ရှိလာပုံ Why need to quench to get precipitated? ဒီလို precipitated ဖြစ်အောင်ဘာဖြစ်လို့ quench လုပ်ဖို့လိုအပ်တယ်လဲ Precipitation hardening stainless steel အစရှိသဖြင့်လိုပဲဖြစ်ပါတယ် What is precipitation hardening? Precipitation hardening ဆိုတာဘာလဲPrecipitate ဆိုတာ single phase solid solution ကနေ second solid phase တစ်ခုဖြစ်ပေါ်လာတာပဲဖြစ်ပါတယ် Precipitation hardening ကို H hardening လို့လည်းခေါ်ပါတယ်ဒါဟာ heat treatment လုပ်စဉ်တစ်ခုဖြစ်ပြီးတော့ yeast strength ကိုလည်းတိုးတက်စေပါတယ်တစ်ချိန်တည်းမှာပဲ metal alloy ထဲမှာ microscope အရွယ် precipitation လေးတွေဖြစ်သွားစေပါတယ် Precipitation hardening ဆိုတာ quenching နောက်ကနေပြီးတော့ aging process တစ်ခုထပ်တိုးလှုပ်ဆောင်တာပါဒီနေရာမှာ yeast strength ဆိုတာ material တစ်ခု permanently deform လုံးဝပုံပြတ်မသွားခင်အထိခန္ဓာရည်ရှိတဲ့ stress maximum stress ကိုဆိုလိုတာပဲဖြစ်ပါတယ် What are the steps in precipitation hardening? Precipitation hardening မှာပါဝင်သောအဆင့်များ Dissolution or solution ဒီအဆင့်မှာ alloy တွေကို melting point အောက်အထိအပူပေးပြီးတော့ alloy metal တွေကို mother metal တွေကိုပျော်ဝင်စေတာပဲဖြစ်ပါတယ် Supersaturated solid solution လို့ခေါ်ပါတယ် Quenching ဆိုတာအလျင်အမြန်အေးခမ်းတာပါ Fast cooling လို့လည်းပြောလို့ရပါတယ်ဒီလိုလုပ်ခြင်းအပြင်ပျော်ဝင်သွားတဲ့ alloy metal တွေက trap ဖြစ်ပြီးတော့ပြန်ပေါ်မလာပါဘူး Precipitate မဖြစ်ဘူးပေါ့နော် Aging သို့မဟုတ် hardening စောစောက quench လုပ်လိုက်တဲ့ solid solution ကို low temperature မှာအပူထပ်ပေးတာထို့သောအပူပေးလိုက်ခြင်းအပြင်ပျော်ဝင်သွားတဲ့ trap metal တွေကတဖြည်းဖြည်းချင်းစီပြန်ပေါ်လာပါတယ် precipitate ဖြစ်စေတယ်ပေါ့နော်ဒါကိုပဲ aging လုပ်တယ်လို့ခေါ်ပါတယ်ကျွန်တော်တို့ဘေးက curve လေးကိုတစ်ချက်ကြည့်လိုက်ပါသူက time versus temperature curve ပေါ့နော်ဒီ curve မှာဒီ alloy metal တစ်ခုကိုသူစပြီးတော့ပူပေးပါတယ်ဒီမှာ precipitation ဖြစ်နေတဲ့ metal တစ်ခုကို melting point အောက်မှာပူပေးလိုက်တဲ့အခါမှာ precipitate လေးတွေမဖြစ်တော့ဘဲနဲ့single phase supersaturated solid solution တစ်ခုဖြစ်သွားပါအဲ့အချိန်ဒီမှာသူ့ကို fast cooling quench လုပ်လိုက်ပါဒီရောက်ချိန်မှာအထိ single phase supersaturated solid solution ဖြစ်နေပါတယ်ပြီးတဲ့အခါကျမှ low temperature နဲ့အပူပေးပြီးတော့ဒီ precipitate လေးတွေကိုပြန်ဖော်တာပဲဖြစ်ပါတယ် The discovery of precipitation hardening precipitation hardening ကိုဘယ်လိုတွေ့ခဲ့သလဲ Precipitation hardening ကို German metallurgist Alfred Wilm က1906ခုနှစ်မှာတွေ့ခဲ့ပါတယ် Wilm ကမတော်တဆသူ့ရဲ့ lab ထဲမှာ aluminum copper alloy တွေကိုစမ်းသပ်နေရနေပြီးတော့အမှတ်မထင်တွေ့ခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့အကြံစီက ion carbon alloy တွေလိုပဲ aluminum copper alloy တွေကို quench လုပ်ပြီးတော့ hardness ကိုပိုကောင်းအောင်စမ်းသပ်ချင်တာပါသူ့ရဲ့စမ်းသပ်မှုတွေကမအောင်မြင်ဘဲနဲ့ရှိနေခဲ့တာပဲဖြစ်ပါတယ်သူကစနေနေ့မနက်ခင်းတစ်ခုမှာစမ်းသပ်မှုကိုပြုလုပ်ပြီးတော့သူ့ရဲ့စမ်းသပ်ခန်းထဲမှာအခန်းအပူချိန်တိုင်းထားခဲ့ပါတယ်ပြီးတော့သူကရွက်လွှင့်ဖို့အပြင်ကိုထွက်သွားခဲ့တယ်နောက်တစ်ပတ် Monday ရောက်တော့သူပြန်စစ်ကြည့်တယ် hardness မှာကြုံမှုကပူကောင်းနေတာကိုတွေ့ရပါတယ်ဒါနဲ့သူလည်းနည်းနည်းတော့ထွေသွားတယ်ဘေးပုံကတော့ aluminum copper phase diagram ဖြစ်ပြီးတော့အပေါ်ကတော့ Alfred Wilm ရဲ့ပုံပဲဖြစ်ပါတယ်ဒါကြောင့်သူရွက်လွင့်သွားလို့များလားဆိုပြီးတော့စဉ်းစားပါတယ်ပြီးတော့သူ့စမ်းသပ်မှုကိုထပ်လုပ်ပြီးရက်အကြာကြီးထားလိုက်တယ်သူတွေးရှိတာကတော့ hardness ကတက်တယ်သို့တော့အချိန်ကြာကြီးထားလဲ over age ဖြစ်ပြီးတော့အပူဖြစ်ပြီးတော့ hardness တွေကျလာတယ်ဆိုတာပါပဲ1900ခုနှစ်မှာ H hardening လို့ခေါ်ခဲ့ပြီးတော့1906ခုနှစ်မှာသူ့ကို license တင်သွင်းခဲ့ပါတယ်ဘေးဘက်ကပုံကတော့အချိန်အတိုင်းအတာတစ်ခုမှာ hardness အမြင့်ဆုံးရောက်သွားပြီးတော့
အချိန်ကြာတာနဲ့မျှရောလာတာကိုဆိုလိုဒါပဲဖြစ်ပါတယ် Why need to quench to get precipitated quench လုံးမှရမှာလားဘာဖြစ်လို့လဲရှိမှတော့ကလည်းအနေချင်းပြောခဲ့ပါတယ်ဘေးက Slough curve နဲ့ quench curve အကွက်လေးတွေကိုကြည့်ပါprecipitation ဖြစ်တဲ့ချိန်ကြီးကမတူပါဘူးအစပြုတဲ့ချိန်နဲ့အဆုံးသတ်တဲ့ချိန်ပဲဖြစ်ပါတယ် precipitation ဖြစ်ချိန်ပိုကြတာက quench မှပိုကြပါတယ်အပူချိန်ပြောင်းလဲတိတ်မရှိပါဘူး fine precipitation ဖြစ်ပေါ်ပါ fine precipitation မှာ particle လေးတွေကပိုပြီးတော့ညံ့ညောပါတယ် Slough curve မှာတော့ precipitation ဖြစ်ချိန်နည်းတယ် precipitation ဖြစ်ချိန်နည်းတယ်အပူချိန်ပြောင်းလဲပိုများတယ် cause precipitation ဖြစ်ပေါ်တယ် cause precipitation မှာ particle လေးတွေကကြီးပါတယ်စောစောကပြောသွားတဲ့ဟာကိုကျွန်တော်ဒီဘေးကပုံပေါ်မှာကျွန်တော်နည်းနည်းရှင်းပြပါမယ်ဒီဘေးက curve က time versus temperature transformation diagram ပဲဖြစ်ပါတယ်ဒီဘေးနာရေးထားတော့ alpha goes to alpha plus theta သူက super saturated solution ကနေပြီးတော့ saturated plus precipitation အဖြစ်ပြောင်းသွားတာပဲဖြစ်ပါတယ်စောစောကပြောတဲ့precipitation ဆိုတာ single phase ကနေပြီးတော့နောက်ထပ် second solid phase တခုပေါ်လာတာပေါ့နော်ဒါကိုဆိုလိုတာပဲဖြစ်ပါတယ်ဒီ curve မှာ y axis က temperature ဒီ x axis က time ပေါ့နော်အချိန်အဲ့ဒီမှာသူက precipitation ဖြစ်တဲ့ started green curve ရဲ့ precipitation end ဖြစ်တဲ့finish curve ရဲ့ဆိုပြီးတော့ရှိပါအဲ့အချိန်မှာဒီ alignment တွေကို quench လုပ်လိုက်တဲ့ curve ရဲ့ Slough လုပ်တဲ့ curve ရဲ့ဆိုပြီးတော့နှစ်ခုပေါ့နော်ကျွန်တော်တို့ဒီမှာပြထားပါအဲ့ဒီမှာဒီ quench မှာကျွန်တော်တို့ဒီကောင်က H လောက်တာပေါ့နော်ဒီအောက်ဆုံးကအပြာရောင်လေးက H လောက်တာဖြစ်ပါတယ်အခု Slough မှာကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ temperature difference ကဟာပါဒါ y axis မှာကြည့်မယ်ဆိုရင်သူ့ရဲ့ temperature difference ကဟာပါတယ်ပြီးသွားလို့ရှိရင်x axis မှာ time ကိုကြည့်မယ်ဆိုလို့ရှိရင် time က very short period ပါအရင်ကိုတိုးပါသူရဲ့ time မှာကြည့်မယ်ဆိုလို့ရှိရင် very short period အချိန်တိုးပါတယ်ဒါကိုပြောတာနောက်တစ်ခုကဒီ quench လုပ်ပြီးတော့ H လုပ်တဲ့အခါမှာ precipitation ဖြစ်ပေါ်တဲ့ precipitation ကကြတော့ temperature difference နည်းပါတယ် temperature difference တအားနည်းပြီးတော့သူ့ရဲ့ precipitation ကြာချိန်ကအရန်ကြီးကိုကြာပါတယ်ဒီ Slough ထပ်ပို့ပြီးတော့ကြာတယ်ပေါ့နော်အဲဒါကြောင့်မို့လဲသူ့ fine particle လေးရတာပဲဖြစ်ပါတယ် precipitation hardening stainless steel precipitation hardening stainless steel ဆိုတာ precipitation hardening နည်းနဲ့ရလာတဲ့ stainless steel တွေကိုဆိုလိုတာပဲဖြစ်ပါတယ်သူ့မှာအမျိုးအစား၃မျိုးရှိပါတယ် martensitic semi austenitic နဲ့ austenitic တို့ပဲဖြစ်ပါတယ်သူတို့ကို crystalline structure အပြင်ခွဲခြားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒီမှာရနာလိုက်ပါတယ်ကြည့်ရှုသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ stainless steel part 3မှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ goodbye